လှုပ်ခတ်သွားပေမဲ့ဆုပ်ပြက်မသွားပါစေနဲ့တစ်ပင်ကြီးတွေတောင်မှငှက်တွေနားပြီးပြန်သွားတဲ့အခါအကိုင်းအခက်တွေလှုပ်ခတ်ပြီးကြံခဲ့သေးတာပဲလေနှလုံးသားရှိတဲ့ကိုယ်တွေမှလည်းကိုယ့်ရင်ထဲကိုရောက်လာပြီးမှပြန်သွားတဲ့သူတွေကြောင့်အနေအချင်းခံစားချက်ကတော့ရှိနေမှာပဲပေါ့ကျိုးပဲ့မသွားတာတောင်မှအကိုင်းအခက်လေးတော့လှုပ်ခတ်သွားမှာပေါ့လှုပ်ခတ်သွားပေမဲ့ဆုပ်ပြတ်မသွားအောင်တော့ကြိုးစားရမှာမဟုတ်လားရောက်လာတာလေသူထွက်သွားတာလေသူကိုယ်မူကအတူတူပဲဖြစ်နေရမယ်သူပြောင်းလို့ကိုပြောင်းသူဆောင်လို့ကိုဆောင်သူမကောင်းလို့ကိုမကောင်းဘူးဆိုရင်ကိုလည်းသူ့လိုပဲမူတွေကွဲကုန်မှာပဲပေါ့ဘဝရဲ့လောကဓာတ်ဆိုတာဘာမှတသမတ်ထဲမရှိဘူးလေလောကလူတဘာဝကိုကအရေးလဲခိုးကြမှာပဲအရေးခွင်ရင်အခက်လဲချိုးကြမှာပဲလိုရင်ရောက်လာမယ်မလိုရင်ပြန်သွားမယ်မခေါ်ပဲလဲရောက်လာမယ်မနှင်ပဲလဲထွက်သွားမယ်အဲ့ဒါကိုသူတို့ပြောင်းတိုင်းကိုပါလိုက်ပြောင်းလိုက်ခံစားနေမယ်ဆိုရင်တော့ကိုပဲပင်ပန်းနေမှာပေါ့သူတစ်ပါးရဲ့အပြောင်းလဲချမှာကိုပဲမကောင်းအတွဲများနေမှာပေါ့ဒါကြောင့်အပြောင်းအလဲတွေနဲ့ဘလောင်းပလဲများနေကြတဲ့လောကကြီးမှာဘလောက်ပဲလှုပ်ခတ်ပါစေဆုပ်ပြတ်မသွားအောင်သာနေထိုင်ကြဖို့ပါပဲအကိုင်းခက်လေးတွေလှုပ်ခတ်သွားပေမဲ့ပင်စီကခိုင်နေရင်လဲကျမသွားပါဘူးအတိုက်ခိုက်တွေဘလောက်များအသိတတိခိုင်ထားရင်ဘဝဟာရိုင်မသွားနိုင်ပါဘူးတတိရှိဖို့လိုတယ်အသိရှိဖို့လိုတယ်အသိရှိပါတတိမလွတ်ပါစေနဲ့ဘသူတွေဘလို့ပဲလာလှုပ်ခတ်ပါစေလှုပ်ခတ်သွားပေမဲ့ဆုပ်ပြတ်မသွားအောင်တော့ကိုပဲပြပြင်းထိမ့်သိမ်းနေကြရမှာပေါ့